မင်္ဂလာပါနော်မို့အခုပြောချင်တာကတော့လေဒီကိုဝင်တဲ့အမျိုးသမီးလေးတွေကိုထားခဲ့ဖောက်ပြန်သွားတဲ့သူတွေမို့နည်းနည်းတော့အံ့ဩနောက်ပြီးတော့ကလေး1လ2လ3လအရွယ်တွေနော်4-5နှစ်အရွယ်တွေကိုထားပြီးဖောက်ပြန်သွားတဲ့အမျိုးသမီးတွေကိုလည်းအံ့ဩဒီကလေးတွေဆိုတာလေနဲ့ဥထားတဲ့ဟာတွေလည်းမဟုတ်ဘူးကွယ်နော်ဓာတ်နဲ့မွေးထားတဲ့ကလေးလည်းမဟုတ်ဘူးနော်သူများသားသမီးတွေလည်းမဟုတ်ဘူးကိုတွေနော်ကိုတွေရဲ့တွေးသားကနေဖြစ်တည်လာတဲ့ကလေးလေးတွေနော်ကိုတွေတွေးသားနေဖြစ်တည်လာတဲ့ဘိုက်ထဲမှာကလေးအဖြစ်နဲ့ရှိနေတာလက်တွေရှည်တွေမထွက်တည်ခဲ့ပါလေအသွေးလုံးလေးပဲလေဟုတ်လားအမျိုးသားတွေလည်းသိရမယ်အမျိုးသားတွေလည်းအဲ့အတိုင်းပဲလေကိုရဲ့တွေးသားအရာဖြစ်လာဘာလဲကိုကငါကတော့ပျော်ချင်တိုင်းပျော်လိုက်မယ်သူကလေးမွေးငါနဲ့မဆိုင်ဘူးအဲ့ကလေးကလည်းငါနဲ့မဆိုင်ဘူးလို့ထင်တာပါငါကတော့စိတ်ဆန္ဒအရပျော်ပြီးပြီငါတာဝန်ပြီးပြီဆိုတဲ့စိတ်ဒါဆိုကိုမျက်လုံးနဲ့မြင်ကြည့်လိုက်ပါဦးလမ်းမှာတွိုင်းရင်လိုက်နဲ့ရက်ကွက်ထဲမှာတွိုင်းရင်လိုက်နဲ့မြင်ကြည့်လိုက်တော်တလင်းသားရောက်ရင်ဘာတွေမြင်ရလဲမြင်ကြည့်လိုက်နော်ဘာဒီလဲတရိတ်ဆန်လေးတွေမိတ်လိုက်နေကြတာအဲ့ဒီတရိတ်ဆန်လေးမိတ်လာပြီးတဲ့အချိန်ကျရင်အဲ့ဒီအမတွေကကလေးတွေမွေးအထီးတွေကတော့အဲ့ကလေးတွေကိုစောက်ကြောက်မှလည်းမသိဘာမှလည်းမသိတော့မိန်းမတွေလည်းကြည်ထားရက်ွက်ထဲမှာကလေးတွေအမတွေကကလေးမွေးပြီးအဲ့ကလေးတွေကလည်းသူ့အနေနဲ့သူကျွေးတဲ့သူကချင်းစားလိုက်မချင်းကိုယ့်ဘတကိုဟိုနေရာထိုးဒီနေရာထိုးနေလိုက်စားနေရမအေးဆိုတဲ့စိတ်မရှိဘူးဖေးဆိုတဲ့စိတ်မရှိဘူးဒါပေမဲ့အမတွေကကာကွယ်ခြင်းစိတ်ရှိသေးတာအဲ့လို